ခန္ဓာစီစဉ်ငါရဝေယဆရာတော်ရှင်ရိယာညာနာလင်္ကာရဤအထုပ္ပရိအချင်းကိုရှင်သောဗိဓာလင်္ကာရအရှင်သူမြတ်မှရုပ်ဘက်လျှောက်ထားပြီးတဲ့နောက်ခန္ဓာစီစဉ်6ရစကိုင်းမြို့မြတ်စွာဘုရားအကြောင်းတိုက်ဆရာတော်အရှင်သီလနန္ဒပိဝန္တရေးဆက်တည်ကုန်းအပ်သောဂါရများကိုထေရနာကျောင်းဆရာတော်ဥဝေသောဘာသာရှင်သူမြတ်မှရုပ်ဘက်ပူဇော်ပေးပါယံကျိုးသေးစွာလျှောက်ထားအပ်ပါသည်ရှင်ဖေဟာ1389ခုတကူလာပြီးရော2ရက်တနင်္လာနေ့စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဝက်လက်မြို့နယ်ကျေးသီးကုန်းကျေးရွာဓမ္မဝိသုခကျောင်းတိုက်အတွင်း၌ဆင်ကျင်းပအပ်သောမန္တလေးမြို့တက်ကြသီဟပရိယတိသာသနာလင်္ကာရသာမဏေကျော်ဘွဲ့ရရှင်အရိယာညာနာလင်္ကာရဤဂုဏ်ပြုပူဇော်ပွဲအခမ်းအနား၌စကိုင်းမြို့စကိုင်းတောင်ရိုးမြတ်ဆက်ကြာပရိယတိစာသင်တိုက်အရှင်သီလနန္ဒဘိဝန္တရေးသားဂုဏ်ပြုပူဇော်အပ်သောဂါရများပါအရှင်ဖျားအရိယာညာနာတိသာတော်တမ္ပန္နောဝိဇယောဘဝေခန္တီပညာဝိရိယေနအလင်္ကာရမဟုတ်တဝံအတိဇာတော်မိဘနှစ်ဖြာကျင့်သိက္ခာထက်မြတ်သာချက်ကြောင့်ဖြာလက်တိကြအတိဇာတသာလည်းဖြစ်ထသောအရိယာညာတော်မန္တလေးမြို့တကြတိဟပရိယတိသာသနာလင်္ကာရသာမဏေကျော်ဘွဲ့ရရှိဘုခရိုင်ဝက်လက်မြို့နယ်ကျေးသီးကုန်းကျေးရွာနေခမဲတော်ဥခမောင်ဝင်းမဲတော်ဒေါ်နှင်းစီတို့ဤသာလာယရဏရှင်အရိယာညာနာလင်္ကာရနာမထင်ပေါ်သာမဏေကျော်သည်ခန္တီပညာဝိရိယေနလောကအာယုံလှိုင်းဖုံဖုံတို့ဆံစုံရိုက်ခလှိုင်းကားတတ်လေတိုက်တန်နိမန်လွန်သည်ခန္တီခန္တီတရား၎င်းအချက်မိမိထက်သည့်ဖြင့်ဓာတိပိုင်ပိုင်ဆုံးဖြတ်နိုင်သည်တန်ခိုင်ထက်သန်ဉာဏ်ဖြင့်မြတ်ပညာသည်၎င်းဘာကြောင့်ကြောင့်မှနောက်မဆုတ်လွန်အထုတ်သည့်ကြကုတ်ကြခဲလုံးလဆွဲဟုသောဝိရိယသည်၎င်းဤသို့ခန္တီပညာဝိရိယဟုသောသုံးသွဲစွမ်းအင်ကုံပန်းဆင်၍တန့်စင်မြင့်ကျွယ်လွန်တင့်တဲ့သည့်ခန္တီသေးသမြင့်စိတ်ဓာတ်နှင့်တမ္ပန္နောမတိတ်မဆောင်ရိမ့်မပြောင်းပဲထိန်ကြောင်တွေ့ကြုံကောင်းစွာပြည့်စုံသည်ဖြစ်၍အလင်္ကာရမௌတဝံမန္တလေးမြို့တက်ကြသည်ဟာပရိယတိသာသနာလင်္ကာရသာမဏေကျော်လွန်ထင်ပေါ်သည်စာရောတန်ဃာများမွေးဖွားရာမှန်အလင်္ကာရစာရောပြန်ပွဲမဟာကိုဝိဇယောကျေးသီးကုန်းရွာသမိုင်းသာအောင်တိုင်းငါဆွတ်ချူကောင်းစွာအောင်မြင်တော်မူသည်ဘဝေဘဝတိဆန်းလာတော်တာလမ်းဖော်ကလည်းမှန်းမျိုးအဆက်ဆက်တံဘောထွက်ဖို့ချက်လက်မှန်မှန်မြတ်ရွှေစံတို့ဧကံစင်စေအမှန်ဖြစ်ပါပေတည်းသမဂဟောထသကိလတာကိစ္စမနုယုံစထမာယဉ္ဉမဉ္ဉံပတ္တထဣဒ္ဓဘိဗုဒ္ဓစကုဏဣတောပဋ္ဌာယပရိယတိသာသနာလင်္ကာရစာအောင်သာသပင်ပွဲအောင်မြင်စေမှာဆင်နွဲညီညာယခုခါမှစ၍သခိလာနေညင်စင်မပြတတိကထိန်ခါခါသိမ့်လည်းယံသမဂဟောထဆရာနှင့်တကားနှင့်ဆရာမေတ္တာဒရာဆက်ကထားလျက်အမားကိုရှင်းအမှန်လေး၍ချက်ချင်းလက်တွေ့ရှင်းလင်းခက်ခဲကြော်နိုင်ကြပါစေကုန်သတည်းသာဂိဇံတကပကဒါနသီလဘာဝနာဆရာဘကအတိအကျင့်ဝေဝေစာသေးသေးချာချာချိုကြီးစိတ်လကိုစီရဲ့ကိစ္စကိုအနုယုံဇထာပါရမီ10တန်လမ်းစဉ်မှန်သဖြင့်ပြန်လာမယုတ်တန်အထုတ်ကြကုန်သတည်းအညံမေညံဓမြေရီနေတေရီတော့စင်ဆက်ထောက်ဒီတယောက်ဒီနေတယောက်ဒီတယောက်ဤအပေါ်၌ဣဒ္ဓဘိဗုဒ္ဓစကုဏမနာလိုထိတ်ဝန်တို့ရိတ်လွှမ်းစိတ်ကြမ်းတွေဖိအမျက်ပိတုံမျက်စိအစုံစုံဖြင့်မာပတ္တထာငြိမ်းချမ်းရေးဖြစ်ဓာတ်ထက်ဟုတိသက်ထင်းရှင်းလင်းတတိ
ရှင်လင်းတတိပြုချက်ချင်းမကြည့်ရှုနိုင်ကြပါစေကုန်သတည်းနောက်တစ်ကြောင်းတဲ့ဆရာတော်ရှင်သီလနန္ဒပြုံသာရေးဆက်ဒီကုန်းအပ်သောဂါရများကိုထင်းသာကြောင့်ဆရာတော်ဥဝေသောဘာသာရှင်သူမြတ်မှာတယုံတိုက်သည့်တန်တော်စင်ကြောင့်ဆရာတော်ဥဒေသောဘာသာအကမဟာကျော်ရေးဖွဲ့အပ်သောသုတောင်းဗရဏာဂါရကိုရှင်သာနေရရှင်သူမြတ်မှာရုပ်ဘတ်ပူဇော်ပေးပါရန်ဒုတိလေးသားစွာဖြင့်လျှောက်ထားအပ်ပါသည်ဗျာရှင်ရိယညာနာလင်္ကာရအားချီကျူးဂုဏ်ပြုပူဇော်ပွဲ၌ဥဒိသောဘာသာအကမာကျော်ရေးပွဲအပ်သောသုတောင်းပဋ္ဌနာဂါထာတော်ပါဖျားမဝရေပိတကေလဘာတောဝိသယံသုတကံကုသလံဇယနံဘဝတံဂဂနေသုတေယဣမရန္တိယထာမဟိယံတပတ္တတဝပါတုတထဘဝရေလူနာနိဗ္ဗာန်သုံးတန်းချမ်းသာပိတပါ၍လွန်စွာမှမြတ်ပိထသောပိတကေသုပိဓမ္မာဝိနယဟုသုံးမြတ်တမတ်ပိတကနှင့်ဝိဇယံသာသနာလင်္ကာရအမိယတိသာသနာတကွန်သာမဏေကျော်ရှင်ဟုသောပွဲတသိတော်အောင်မန်းကိုလဘတော်လဘတတနိရှိလာမြလွန်ကျိုးစားသဖြင့်ယာညာပိုင်သက်ရှင်အရိယာညာနာလင်္ကာရအားဒုဒုခံလွရာစန္ဒလွန်ပြေးဝါ၍အာယာစိတ်တွင်းချမ်းသာခြင်းသည်ဘဝတံဘဝတုကောင်းစွာမသွေဖြစ်ပါစေဟုတောင်းစုချွေရပါသည်ဖျားကုသလံကိုယ်သည်ချောင်းပြပေရန်ကွာ၍ကြံခမ်းသားခြင်းကြံမာခြင်းသည်ဘဝတံဘဝတုကောင်းစွာမသွေဖြစ်ပါစေဟုတောင်းစုချွေရပါတော့သည်ဖျားဂဂနေအပြောကျလျက်မိုးထဝလာကောင်းကင်ပြာ၌ဟိမရန်သည်အေးတဆောင်ထွန်းလင်းပြောင်းသည်ရွှေရောင်ပိုင်းရှင်လသခင်သည်ဇုတိယမိမိပိုင်သာရောင်ဝဲလာဖြင့်ပါတုကျေရောင်အလင်းပြိုင်ဘက်ကင်းသဖြင့်တင်တင်လင်းလင်းထင်ရှားခြင်းသည်ဘဝတိယထာကောင်းစွာမသွေဖြစ်ပါပြီတကဲ့သို့တထာပမမချလာတုအပြင်သာလည်းယင်မဟိယံဇဗုတခွင်ဤမြေပြင်၌တဝါရှင်ရိယညာနာအမိယညာရှင်ဘုရားဤတပတ္တာသီလသမာဓိပညာဟုသုံးမြတ်တမတ်အကျင့်မြတ်ဖြင့်တဝါရှင်ရိယညာနာအမိယညာရှင်ဘုရားအားပါတုဂုံချိန်တည်မွေးပြန်တင်၍ထင်ရှားခြင်းသည်ဘဝတံဘဝတုကောင်းစွာမသွေဖြစ်ပါစေဟုတောင်းစုချွေလိုက်ရပါတော့သည်အရှင်မြတ်ဖေဟာသာဓုသာဓုသာဓုခန္ဓာသီခွန်ရမန္တလေးမြို့ဝိသရာယုံတိုက်သည့်တန်တော်စံကျောင်းဆရာတော်ရှင်တေသောဘာသာအကမဟာကျော်ရေးဖွဲ့အပ်သောသုတောင်းဗရဏာကိုအရှင်သာနေရရှင်သူမြတ်မှပြပတ်ပူဇော်ပြီးတဲ့နောက်ခန္ဓာသီရှိရရေစကုံကြီးရာဓမ္မစကြာဝင်းတင်သူများမှသခိုင်းမျိုးမြတ်စကြာကျောင်းတိုက်ဆရာတော်ဘာဒနာသီလနန္ဒပြုံသာရေဆက်တီကုန်းအပ်သောရှေလုံးပွဲမင်္ဂလာကဗျာများကိုရုပ်ဖက်ပူဇော်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်
လက်မြို့နယ်အင်းချင်းပင်ကြီးရွာမဂ္ဂေတိလင်းမှဝိသရာဝန်တိုက်သည့်မင်္ဂလာဗိမာန်ကျောင်းဆရာတော်ဗန္ဒနာသောပိတာလင်္ကာရရေသက်တိကုန်းအပ်သောအကြည်အကျညီများသည့်စိတ္တများကိုရွတ်ဖက်ပူဇော်ပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်1389ခုနှစ်တကူးလပြည့်ကျော်2ရက်4လ2018တနင်္လာနေ့စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဝက်လက်မြို့နယ်ကျေးတီကုန်းကျေးရွာဓမ္မဝိတုခကျောင်းတိုင်း၌ကျင်းပအပ်သောမန္တလေးမြို့ပရိယတ္တိသာသနာလင်္ကာရတကြတိဟသာမဏေကျော်ဘွဲတစိတ်ရရှိတော်မူသည့်သာသနာအာဇာနည်ရှင်ရိယညာနာလင်္ကာရအားဂုဏ်ပြုပူဇာသဘင်ပွဲမဟာဂုဏ်ပြုပူဇာတေးထက်လွာပါဖေဟာကျေးတီကုန်းရွာမဟာမြေပေါ်မှာဇာပေတော်လာတာဂီဝင်းတာမဏေကျော်ရဇာနီရှင်ရဲ့တာမဏေကျော်ရဇာနီရှင်ရဲ့ပါရမီတွေကျော်ကြကျက်တည်းတို့စံနိုင်မမြင်နဲ့ကျက်တည်းတို့စံနိုင်မမြင်နဲ့မြင်တိုင်းတခွင်ဂုံပေါင်းလွန်ထင်ရှာပညာအချင်းဝေလက်ဖျားသည်ပညာအချင်းဝေလက်ဖျားသည်ပြေထက်ကပါမောကြွားဘွေလျက်ပညာမဟောတပါမို့အပြောတာရှင်ကြည်ကျူးစားချက်ခါအပြုံးနဲ့ရွှင်ပြတပွဲဆင်းသာမကြုံဘူးအာဇာနည်ဆရာမိပါဆုံးမှုဖျားသည်ဆရာမိပါဆုံးမှုဖျားသည်ဂုဏ်ပြုပါသည်စင်လာတည်းမို့မင်္ဂလာအမြတ်ဖူးကြသူငါဥချပူဇာရှင်ရိယညာနာလင်္ကာရတော်ဝင်မဟာကိုရှင်ရိယညာနာလင်္ကာရတော်ဝင်မဟာကိုပျော်ရွှင်သရာဂုဏ်ပြုပါ၏လေဂုဏ်နုဆင်းဆင်းအထက်တန်းမြေမှာဂုဏ်နုဆင်းဆင်းအထက်တန်းမြေမှာတတန်းရှိချာအောင်မွေးယူဖျားလေး
ကျမ်းမာစွာဖြင့်သာသနာပြုနိုင်စေကျမ်းမာစွာဖြင့်သာသနာပြုနိုင်စေသာဓုလိုက်ဝေကြည်နုကပါလေလေလေ ဆရာတော်ဗဒနာသောဝိဒာလင်္ကာရရေဆက်တိကုံးအပ်သောအခြေချညီမြသည့်ပြည့်တဲ့များကိုရုပ်ဘက်ပူဇော်ပြီးတဲ့နောက်ခန္ဓာစီစဉ်30ရာစကိုင်းမျိုးမြတ်သရာအကြောင်း၌မြတ်စကြာအကြောင်း၌ဆရာတော်ဗဒနာသီလနန္ဒာဘိဝန္တဆရာတော်ရှင်သူမြတ်မှကြောက်ရောက်လာကြသောအပရိသတ်အပေါင်းတို့အားရေသက်ကြအနုမောဒတရားဟောကြားခြင်းဖြင့်ပေးပါရန်ဒုတိလေးမြတ်စွာဖြင့်လျှောက်ထားအပ်ပါသည်အရှင်ဘုရား အားလုံးလိုက်ဆိုပေးလိုက်ကြအောင်ပါနော်ဆိုလိုက်ကြပါဣမံစီဝရံသဗ္ဗရိဝါရံအာယတမတောဒေမနိဗ္ဗာနတပစ္စယောဟောတုဖယာယန္တာအရိယာသူတော်ကောင်းတို့မြတ်မြတ်နုဝိယုံသုံးဆောင်တော်မူသောနောင်သောအခါတွင်တပည့်တော်တို့ဝိယုံသုံးဆွဲရမည်ဖြစ်သောဤသင်္ကန်းကိုချမ်းရန်ဒုဝေပစ္စည်းများနှင့်တကွာရှင်ဘုရားအားရှုသေးစွာဒုရံပါ၏စကပ်ပါ၏ဤကောင်းမှုသည်ဆင်းရဲခတ်သိချုပ်ငြိမ်းရာနိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်ပါစေတည်းသာဓုသာဓုသာဓု ဩဃာတကာယကံဝစီကံမနောကံသဗ္ဗရောတခသိဏ္ဍောအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုအယုအသေးလေးအမြလက်ဆုံးမိုး၍ရှိခိုးပူဇော်ဘုမြတ်မရှုရပါ၏ရှင်ဘုရားကရယသောအကျိုးအားကြောင့်အပေလေးပါကတုမရပြီရှိပါယန္တုမျိုး5ပါးဝိပတိတရား4ပါးယတနာတရား5ပါးတို့မှာအခါခါသိကင်းလွတ်ငြိမ်းသည်ဖြစ်၍မေတ္တရားဘုဒ္ဓတရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရား ယတနာမြတ်သုံးပါးတို့ဤခုံကိုယုံကြည်မြတ်တို့လက်ဆုံးမူ၍ရှ िख ုပူဇော်ဖူးမြော်မှန်လျှော့ကြောကြသောပူဇော်တပနာမတက္ကိစ္စကုစုကံစေနာတို့ကြောင့်၎င်းယခုကဲ့သို့ရှင်ရိယာညာနာလင်္ကာရဤပူဇော်ဝဲသဘင်ကိုအကြောင်းပြု၍စီဘဝထုတ်ပြုလို့အပ်သောဒါနသီလဘာဝနာကောင်းမှုကုစုကံစေနာဖြာဖြာတို့ကြောင့်၎င်း
သာသနာတော်အတွက်အာကိုအားထားရာဖြစ်သောသာသနာအာဇာနည်များကိုထွန်းပေါက်ရာမြေဒေသဖြစ်အောင်ကြိုးစားအားထုတ်ကြ၍ဝါတရားခုနိုင်ကိုယ်ဆိုတော့နည်းနည်းလေးချိန်ရနာနဲ့စောစောတုန်းကတော့နည်းနည်းပဲပြောတော့မယ်လို့စိတ်ကူးထားတာအခုကိုရင်ကစုပေးသွားငါးပါးသီလပေးသွားသူကမှဟုတ်နေတယ်နော်ထင်တော့မထင်ရအောင်သူရည်ချင်းကလည်းမနေပါဘူးအဲ့ဒီကနေဆက်ပြီးတော့ဦးဇင်သူ့အတွက်ပူဇော်ပွဲကြပြလေးတစ်ပုဒ်ရေးခဲ့တယ်ဒီမှာကြတော့အဲ့တေတက်ဆရာတော်ဥတော်ပိတဆက်တဲ့တေတက်ဘာနာနဲ့မဆိုပါတော့နဲ့ဆိုပြီးဒီတိုင်းဖယ်လိုက်တယ်အဲ့ဒါလေးကိုပြောကျင်စိတ်ပေါ်လာတာပေါ့နော်ပထမဆက်ထားတာကပထမတစ်ပိုက်ကတော့3စင်ချ80ဘောထတ်တွန်တေတက်3စင်ချဆိုတာနှစ်ပေ3ချက်ထပ်ရပါတယ်ဘိုက်တိုင်းမှာဦးဇင်းတို့များသောအားဖြင့်ရွှေဘုံနယ်ကပုဂ္ဂိုလ်တွေကကိုယ်ရွှေဘုံကိုတော့ခုံယူပြီးပြောကြတာပဲဒါနေရာဒေသတိုင်းမှာပဲเนาะတောင်ပြုတ်မရဗုဒ္ဓမဟာကန္တဝန်ဆရာတော်ကြီးဆိုရင်လေသူတဘောတန်တရာထဲမှာဘာပါတော့ဆိုတော့သူเจ้าကကိုတော်လေးတွေတစ်ကိုင်းခုတ်ခိုင်းရင်တောင်မှရွှေဘုံသားกว่าလို့ဆိုပြီးပြောပြီးတော့ခုတ်တယ်เนาะတစ်ကိုင်းထင်းခုတ်တာတောင်မှအဲ့ဒီလိုမျိုးပြောတယ်တတိပြောရင်ရွှေဘိုအစွဲလေးတွေရှိကြတာပေါ့ဒါလည်းအပြစ်တော့ပြောလို့တော့မရပါဘူးလေကိုယ်နဲ့ကိုယ်ဒေတာပေါ့အဲ့ဒီလိုအစွဲလေးတွေရှိတော့ဦးဇင်းတို့ကိုယ်တိုင်းလည်းရွှေဘိုအားဖြစ်နေတာပေါ့ရွှေဘိုအနောက်စိတ်ခွန်ကခုပူဇော်ရမယ့်ဦးဇင်းလေးရလည်းဒီရွှေဘိုနေရာဖြစ်နေတော့ကဲပထမပိုက်တော့ရွှေဘိုအကြောင်းလေးပဲဆက်မယ်ဆိုပြီးတော့အဲ့ဒါလေးကိုထည့်ဆက်ခဲ့တယ်ပေါ့တပြေညိုရွှေဘိုအနေချိုဒါ3ချက်ပဲတပြေထက်တဲ့ဟာပေါ့နော်တပြေညိုရွှေဘိုအနေချိုကဲကျေးသီးကုန်းရွာတော့ငါဘလို့ဆက်မလို့ကျေးသီးကုန်းရွာလဲထဲအောင်မှပေါ့စိတ်ကပေါ်လာတယ်ကျေးသီးကုန်းရွာကိုလဲနဘေထက်တာတော့ခက်တယ်နော်ကျေးသီးကုန်းရွာကဲဘလို့ထက်ကြမလို့နော်တော့ခက်တယ်အဲ့ဒါတော့ရှားယူရတယ်ရှားလိုက်တော့ကဲကြေးဆိုတော့အေးပေါ့ကွာသီးဆိုတော့စီးပေါ့ကုန်းဆိုတော့လုံးပေါ့အဲ့ဒါနဲ့အေးစီးလုံးဖြာလအဲ့ဒါဆိုရင်မစိုးဘူးပေါ့နော်တပြေညိုရွှေဘိုအနေချိုအေးစီးလုံးဖြာလကျေးသီးကုန်းရွာမှသမိုင်းဝင်ဆိုတော့အေးစီးလုံးဖြာလအလုံးဟာနေတာထိုင်တာအေးကြတယ်တဲ့ဒါကိုရင်ဆိုရင်လည်းကြောက်မှာတော့အေးတယ်နော်အေးတယ်ထဲမှာပါတယ်နည်းနည်းအားရဘက်တော့မရောက်အောင်တော့ထိန်းနေရတယ်ဆိုလို့ဖြစ်နေနော်အင်မတန်မှအေးပါတယ်ဒါကြောင့်မို့ကျေးသီးကုန်းရွာကလူတွေလည်းအေးကြမှာပဲဆိုပြီးတော့ပထမတစ်ချက်အနေနဲ့တပြေညိုရွှေဘိုအနေချိုအေးစီလုံးဖြာလကျေးသီးကုန်းရွာမှသမိုင်းဝင်ကိုင်းနောက်တစ်ချက်ကျေးသီးကုန်းရွာထပ်မယ်ပေါ့ထပ်တဲ့အခါကျတော့သွေးနီးယုံလာကြပြဿနာတက်လာပြီဆိုရင်တယောက်နဲ့တယောက်သွေးနီးကြတယ်တဲ့ရှောင်ပြီးတော့မနေဘူးတခုခုဖြစ်လာရင်ညီညာနဲ့စုယုံပြီးကြိုးစားကြတယ်တဲ့ကဲစောစောဥက္ကဋ္ဌလည်းပြောသွားတယ်နော်နောက်ကထပ်ပြီးပေါ်ပေါက်အောင်ကြိုးစားပါတဲ့တပည့်တော်တို့ပူဇော်ပါမယ်တဲ့အဲ့လိုသွေးနီးကြတယ်ယုံလာကြကြိုးစားလာကြတယ်တပြေညိုရွှေဘိုနေချိုအေးစီလုံးဖြာလကျေးသီးကုန်းရွာမှသမိုင်းဝင်သွေးနီးယုံလာကြတတိုင်းအသွင်ပမာတတိုင်းလိုပဲတဲ့အခက်ခဲကြုံလာရင်တယောက်နဲ့တယောက်ကာကွယ်ပေးတယ်ပေါ့နိုင်ရှင်စရာစံတင်ထားဆိုဘေးမှာဘသူလာပြီးတော့ပြိုင်ငါတို့စံတင်လောက်တဲ့ရွာလေးတစ်ခုပါတဲ့ခုတာမဏေကျော်2ပါးထွက်ပြီတာမဏေကျော်2ပါးမပြောနဲ့တရားမှာ1ပါးထွက်ဖို့တောင်မှမလွယ်ပါဘူးเนาะဒါဒီပတ်ဝန်းကျင်ရွာတွေလှည့်ပြီးတော့မေကြီးဟိုးတော်ကဦးဇင်းတို့ပူဇော်ဝဲတစ်ခုရောက်ခဲ့တယ်အဲ့ဒီမှာဆိုင်းပါတော့ဆိုင်းသမားကဘာပြောတော့ဆိုတော့တပည့်တော်တို့တက်တဲ့ဖရာတာမဏေကျော်ပူဇော်ဝဲဒါပထမဆုံးလိုက်ဘူးတာပါဆိုပြောတယ်เนาะအဲ့လိုဖြစ်နေတယ်ဟုတ်တယ်တကယ်လဲဟိုလိုဦးဇင်းတို့မြတ်ဆက်ကြာနေနေတာပေါ်နေတာတကယ်ရွာတွေအနေနဲ့မှာကြတော့တရားတပါးထွက်ဖို့ဆိုတာသိပ်ပြီးခဲရင်နဲ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးပေါ့ဒီ
တေးတက်တွေပါတွေရေးတဲ့အခါမှာစကိုင်းကကြာတော့ကြောင်းမှာပါတက်ခစ်လင်းစောဆိုတဲ့တကာပေါ့နော်အခုပါတော့သူတို့စိုင်းသချင်းတွေစုလက်နိုင်တို့ပုံရဖြူတို့လားအဲ့ဒါသူဆက်ပေးတာပေါ့သူကပြောတယ်တပည့်တော်တဲ့၄တန်းမအောင်ဘူးဖေရတဲ့၄တန်းမအောင်ပင်မဲ့တဲ့တပည့်တော်တရက်ကိုစာမျက်နှာ200ဖတ်တယ်တဲ့ဘယ်လောက်ထိဖတ်တော့200အဲ့စာဖတ်ဖို့ရေးကြည့်တယ်သူ၄တန်းမအောင်ဘူးတရက်ကိုစာမျက်နှာ200မရရအောင်ဖတ်ခဲ့တယ်တဲ့အဲ့ဒါကြောင့်မို့ခုချိန်မှာဆိုရင်သူတခြင်းတွေဘာတွေရေးနိုင်တယ်ဂီတဆိုငိုပြောတွေနဲ့ဆိုတနိုင်ငံလုံးမှာသူစုတွေဘာတွေရခဲ့တယ်ပေါ့ဒါဟာတရက်ကိုစာမျက်နှာ200ဖတ်ခဲ့တဲ့အကျိုးပဲတဲ့ဒါလေးပြောတယ်ပေါ့ပြောရင်းနဲ့သူကဗိတ်သိက်ဆရာဆိုဗိတ်သိက်နဲ့ဆိုင်းကတခါတလေကျပြိုင်ရတာကိုပြောတော့စိန်မော်တာနဲ့တဲ့တခါတပည့်တော်ပြောတယ်ပေါ့ရှေ့ကနေကျွန်တော်ဗိတ်သိက်ဆရာဆိုပေမဲ့တဲ့အတန်းပညာကတော့၄တန်းတောင်မတက်ပါဘူးတဲ့၄တန်းတောင်မအောင်ခဲ့ပါဘူး၄တန်းပဲရောက်ပါတယ်ဆိုအဲ့ကြစိန်မော်တာကနောက်ကနေလှမ်းပြောတယ်တဲ့နော်ကဲကိုလင်းစော်ရေးတဲ့ခမည်းက၄တန်းအောင်သေးတယ်တဲ့၄တန်းရောက်သေးတယ်ကျုပ်က2တန်းတောင်အောင်တဲ့လူမဟုတ်ဘူးဗျတဲ့ဆိုနော်အဲ့ကြတော့ပညာဆိုတာဘာလဲဆိုတာတော့စဉ်းစားစရာကောင်းတယ်နော်ပညာဆိုတာကိုယ်တိုင်မျက်နှိုးပြီးစူးစမ်းမှုဒီပညာပဲဒါဘ ഹു တုဒအနေနဲ့ပြောပြတာပါအားလုံးဒီထဲမှာပါတဲ့တရားတော်မတွေတက်နိုင်ဆုံးစာဖတ်စူးစမ်းငါတို့မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူးတဲ့ကဲဒါကတော့ရွှေဘိုအကြောင်းဆက်ထားတာပါဒီကိုရင်ကလည်းဒီရွှေဘိုနယ်မှာအာဂတတလင်းမမဟာလာမင်းတမြတာယာပါဝင်ကြထုတော်ဖြာသည်ညွန့်လောက်ဆရာကျဲစင်ငယ်တပါတဲ့ရွှေဘုံနယ်မှာကောင်းငင်အာကာသအပေါ်မှာလာမင်းရဲ့ကျဲစင်နေရဲ့ပဝင်းဖြာနေတဲ့အချိန်သူဟာလဲသာသနာကောင်းကင်မှာကျဲတဲ့စင်းအနေနဲ့ထွန်းတောက်လာပါပြီဆိုပြီးပထမပိုက်ကိုဆက်ခဲ့ပါတယ်တပြေညိုရွှေဘုံနေချိုအေးစီလုံးဖြာလာကျေးတီကုံရွာမှသမိုင်းဝင်သွေးနီယုံလာကြတတိုင်းအသွင်ပမာနိုင်ရှင်စရာစံတင်ထားအာဂတတလင်းမမဟာလာမင်းတမြတာယာပါဝင်ကြထွန်းတောက်ဖြာသည်ညွန့်လောက်စရာကျဲစင်ငယ်တပါဆိုတာဒါပထမပိုက်ပဲနော်ကဲဒုတိယပိုက်ကကြတော့ဒါဆိုရင်ရွှေဘိုလည်းပါပြီကျေးတီကုန်းရွာလည်းပါပြီဒုတိယတစ်ပိုက်ကြတော့ဘာဆက်မလို့ကဲမြတ်ဆက်ကြာအကြောင်းပဲဆက်မယ်ဆိုရင်မြတ်ဆက်ကြာကိုထည့်လိုက်မယ်ဆိုတော့ထက်ဝလာမြင်နှံကြည့်ဆက်ကြာတပွင့်ပန်းဤလက်ဖြာတင်စံပြီသင်ရနဖြာသည်ဝင်းဖန်တာကီနောင်ကြီးဖွာဆိုတာမြတ်ဆက်ကြာအကြောင်းတရားယနေ့ခေတ်မှာတော့ပရိယတ်မှာတော့ထိတ်တန့်ရောက်တာပေါ့လေဒါကြောင့်မို့ထက်ဝလာမြင်နှံကြည့်တဲ့အထက်ကိုလှမ်းကြည့်ရင်ဆိုရင်စက်ကြာတပွင့်ပန်းဤညစက်ကြာကြောင့်လက်ဖြာတင်စံပြီသင်ရနံဖြာသည်တဲ့တပည့်တွေအဘိဝန္တပထမကျော်အလင်္ကာရစသည်ဖြင့်အောင်မြင်ခဲ့ကြတယ်တဲ့အဲ့ဒီလိုအောင်မြင်ခဲ့ကြတဲ့ဝင်းဖန့်တာကီနောင်ကြီးဖွာနောင်တော်တွေအောင်မြင်သွားတယ်လို့အခုလဲညီတော်တစ်ပါးအနေနဲ့ဆက်ပြီးတော့အောင်မြင်လာပါပြီတဲ့ရှင်းသန်ဇာနီရောင်နီအာမို့ခေါင်းတီထားလို့ကြိုးစားလျင်ဒါသာသနာအာဇာနီနေနဲ့သူ့အတွက်တော့ဒါပထမဆုံးရောင်နီပဲရောင်နီဆိုတာနေရောင်ကြီးထွက်ဖို့အတွက်အစဆုံးရောင်ဒီလေးတစ်ခုအခုသာသနာလင်္ကာရအခုသာမဏေကျော်ဘွဲ့ဆိုတာလဲသာသနာတော်အတွက်ပရိယတ်အနေနဲ့ဆိုရင်ရောင်နီထွက်လာပြီရှေ့ဆက်ပြီးကြိုးစားပြီးဝန်တာဘွဲ့တွေတိပိဋကဘွဲ့တွေစသည်ဖြင့်ပိုးပြီးမြင့်မြတ်တဲ့ဘွဲ့တွေရောက်အောင်အထိခုတော့ရောင်နီပေါ်လာပါပြီတဲ့ရောင်နီတင်ရက်မထားကြပါနဲ့တဲ့ခေါင်းတီထားလို့ကြိုးစားလျင်ဇေယတစိတ်အသေးချာနှိပ်ရွှေလာလိတ်လို့အောင်စုပန်းစင်ဇေယတစိတ်ဆိုတာဦးဇင်းတို့စကိုင်းရဲ့အောင်အမတ်တစိတ်ပေါ့တနည်းဆိုရင်မြတ်ဆက်ကြာအကြောင်းနဲ့ရဲ့အောင်အမတ်တစိတ်ကိုဆက်ပြီးတော့အောင်စုတွေကိုပန်းစင်ပြီးစ조사ပြီးကြောင်းတိုက်ခုံကိုမြင့်တင်ပါလို့ဆိုလိုပါတယ်ဒါဒုတိယအပိုက်တတိယအပိုက်ကတော့
တန်ဃာတော်တွေရဲ့အဓိကအရေးကြီးဆုံးသာသနာရဲ့ရေတောင်းမြစ်တီတောပဲတောမှာရှိတဲ့ဆရာတွေကမိမိတို့ရဲ့တပည့်တွေကိုမြို့ကိုပို့ပေးမှမြို့ကဆရာတွေကစာချပြုပြင်ပေးနိုင်ပါလေအဲ့ဒီကြတော့သူ့ရဲ့ငယ်ဆရာဖြစ်တဲ့ဆရာတော်ဥပညာဝန်သားကလည်းသိပ်ပြီးတော့လေးစားစရာကောင်းတဲ့ဆရာတစ်ပါးဖြစ်ပါတယ်အဲ့ကြတော့ငယ်ဆရာကိုတပိုက်ဆက်မယ်ဆိုပြီးငယ်ဆရာကိုတပိုက်ဆက်ပါတယ်အတိန်ညွန်ကနမိတ်သွန်းချစိတ်ထွန်းပဆုံးမတသွင်းသွင်းပြုံးလာစဉ်ဥပညာဝန်သားကအထူးကျင်နာချွန်မြကြောက်သွေးသည့်ထေစရာဩကောက်ကွေးမရှိညီတညာရွာဆရာတော်ဖြစ်တဲ့ဆရာတော်ဥပညာဝန်သားအတိတ်ညွန့်ကအတိတ်တုံကသူပုတ်ဖော်ခဲ့တယ်နမိတ်သွန်းချသူကဒီကိုရင်တိုးထောက်ထွန်းတောက်ဖို့အတွက်နမိတ်သူစတင်ခဲ့တယ်စိတ်ထွန်းပဆုံးမတသွင်းသွင်းကိုရင်စိတ်ဓာတ်ကိုငယ်စဉ်ကရွာဆရာတော်ဟာအရင်ဆုံးဆုံးမခဲ့ရပါတယ်တဲ့အဲ့ဒီဆရာတော်ဟာသူတည်းဆိုရင်ဆရာတော်ဥပညာဝန်သားဖြစ်ပါတယ်ဒါကြောင့်မို့ဆရာတော်ဥပညာဝန်သားဒီဘာလဲဆိုရင်အထူးကျင်နာချွန်မြကြောက်သွေးသည့်ထေစရာကောက်ကွေးမရှိညီတညာဆိုဆရာတော်ဥပညာဝန်သားဒီကိုရင်အတွက်ကြောက်ရိုင်းတုံးလေးကိုအစာဆုံးသွေးခဲ့တဲ့ဆရာဖြစ်ပါတယ်တဲ့ဒါဆိုရင်3ပိုက်ပြီးသွားပြီအားလုံးအခြား3ပိုက်ကတော့ပထမတစ်ပိုက်ကတော့ကိုရင်ကိုဆက်ပါတယ်စရိယသောတာစွတတိကဖြာလအရိယညာနာတွင်ဆံပါသည်စင်မြန်းလာပြီအလင်္ကာရပန်းကိုဖြာလေကြည်ရွာအတွက်စရိယသာစွအကျင့်ကလည်းကောင်းတယ်တတိကဖြာလတတိလည်းကောင်းတယ်အရိယညာနာလို့အမည်တွင်တဲ့ကိုရင်ဟာတဲ့အလင်္ကာရအောင်မန်းကိုစွတ်ခူးခဲ့ပါပြီဆိုပြီးတော့ဒီအခြားဘက်မှာခြားခဲ့ပါတယ်ပထမတစ်ချက်ကပေါ့နော်ကိုရင်ဂုံလေးလည်းနည်းနည်းတော့ပြောလိုက်ဦးမယ်နော်သူ့ပူဇော်ဝဲဆိုသူ့အဓိကထားပြောရမှာပေါ့မှန်တိုင်းပြောရရင်တော့အเจ้าမှာတော့ဦးစင်းတို့လည်းဟိုကြီးတီကြီးတဲ့ဆိုမေးကြပြောကြနေဆိုကိုရင်ကိုအောင်မယ်လို့မထင်ခဲ့ကြဘူးနော်ဘာဖြစ်လို့တော့ဆိုတော့အเจ้าမှာပုံမှန်စာမိုးဝဲတွေမှာဆိုရင်တော့မအောင်ခဲ့ပါဘူးမအောင်ဘူးဆိုတာသူ့ရဲ့ထူးခြားချက်တစ်ခုကသူကစာလောက်တာအเจ้าစာမေးပွဲနဲ့မလုပ်ဘူးသူ့ဟန်နဲ့သူလောက်ခဲ့တယ်နော်သူ့ဟန်နဲ့သူလောက်တဲ့အတွက်အเจ้าစာမေးပွဲတော့မအောင်ဘူးတကယ်စာမိုးဝဲကြီးမှာတော့အောင်ခဲ့တယ်ကြောင်ဖြူတာကြောင်မဲတာအဓိကမဟုတ်ဘူးဆိုတာဘာတော့ကြွက်ခုတ်တတ်ဖို့ကအဓိကပဲလူရင်းကတော့စာမိုးဝဲအောင်သွားဖို့ပဲဒါလည်းလေးစားစရာကောင်းတဲ့ကြံတဲ့ပုံကိုယ်တွေနဲ့မတူတဲ့တစ်ချက်ပဲဇာကနေကြည့်ရင်တော့အเจ้าမှာတော့သူအေးလို့မို့နည်းနည်းဟိုဆွမ်းကြောင်ဘုန်းကြီးစကားနဲ့ပြောရရင်တော့လဲဝဲတဲ့တော့မပါဘူးပေါ့နော်လဲဝဲတပါးခေါ်ခဲ့ဟေ့ဆိုတာအဲ့ဒီထဲမှာတော့သိမ့်မပါဘူးဒါပေမဲ့အကြီးချင်းကတော့သူဟာနဲ့သူရှိပြီးသားပဲစောစောတော့ကတိလာပေးသွားများဆိုစင်းကိုကြလို့နော်သူကမြန်မာလူတွေပါပြန်ပေးသွားတယ်ဦးစင်းတို့တောင်းမပေးတဲ့နော်အဲ့ကြတော့သူဟာနဲ့သူတော့ဦးစင်းတို့ရွာကဟိုတော်ကြီးဆိုတဲ့တက္ကမကြီးပြောတယ်ဟဲ့ငိမ့်ဆိုမြောက်လောက်တော့စော်သေးတယ်တဲ့နော်ငိမ့်ဆိုဘလောက်ဒီစော်သေးတယ်လဲငိမ့်ဆိုမြောက်လောက်တော့စော်သေးတယ်တဲ့အခုလဲမြတ်စကြာကျောင်းတိုင်းနေနဲ့ဆိုရင်သူခေါ်ဆောင်လာဆန်ဟာသူတီလာပေးသွားတာကြည့်ပြီးတော့မှမြတ်စကြာကိုတော်တွေနည်းနည်းညံ့ဆိုတော်သေးတယ်ဆိုတာလို့ဖြစ်နေနော်တော်အံ့ဩစရာကောင်းပါတယ်ဒီလောက်အေးတဲ့လူကတော့ဒီလောက်ပြောနိုင်သွားတာဆိုတော့ဒီလိုတပည့်တွေကလေးတွေအတွက်လည်းသာသနာအတွက်လည်းအားရှိပါတယ်ဆက်ပြီးကြိုးစားပါနောက်မိဘတွေဒီလိုမျိုးသာသနာအာဇာနည်ပုဂ္ဂိုလ်တယောက်ကိုမွေးဖွားခဲ့တဲ့မိဘတွေဆိုတာလဲချီးကျူးတဲ့ထဲမှာပါတယ်အဲ့ကြတော့မိဘနှစ်ပါးကိုတစ်ဖြတ်စီနောက်ဆုံးအချအနေနဲ့ချပါတယ်မိဘတကာကြီးရဲ့မိကဥခင်မောင်ဝင်းဟုတ်တယ်နော်ဥခင်မောင်ဝင်းကဲဥခင်မောင်ဝင်းကိုကာယံကြိုက်သွားအောင်ဆိုတော့အထူးအသွင်ဆောင်နှင်းတဲ့အသွင်တန်တန်ကထူးခြားတယ်တဲ့ထူးခြားအောင်သာဆက်နေပြီတော့နော်ကိုရင်မိဘလှုပ်ပြီးရက်တော့ဘာတော့ရှောက်လှုပ်နေနဲ့အဲ့ဒါကိုပြောတာနော်အထူးအသွင်ဆောင်နှင်းမြူးအစဉ်အောင်ခြင်းမြူးတဲ့ရွှင်မြူးကိုသားအောင်မှာတော့မမြူတဲ့မိဘဘယ်သူမှမရှိဘူးရနော်မြူအစင်အောင်ခြင်းဥခင်မောင်ဝင်းခမည်းတော်လို့သွားမဖတ်လိမ့်နဲ့ဒီနေရာဆိုခမဲတော်သည်လို့ပဲဖတ်ရလိမ့်မယ်နော်ခမဲတော်သည်အမြဲပြောပြီးပီတိပန်းလို့ဖြလေအထူးအသွင်ဆောင်နှင်းမြူအစင်အောင်ခြင်းဥခင်မောင်ဝင်းခမဲတော်သည်
အမြဲပြောပြီးပီတိပန်းကိုဖြတ်လေဆိုတာဒါတခါကြီးမှလည်းပီတိပန်းနေစင်မြန်းနေပါတယ်တဲ့မိဘမေတော်ကြီးကတော့ဒေါ်နှင်းစီဆိုတော့လဟုမရတော့ဒေါ်နှင်းစီကနဲ့ညီမြောက်အောင်အစင်ကြီးလာရုပ်ရည်အစင်ကလည်းအင်မတန်မှကြီးမြပါတယ်တဲ့ကြော်တရင်ညီမြဂုံတရင်လည်းကြော်ကြပါတယ်တဲ့ဒေါ်နှင်းစီကမေတော်ဇာနီနေကြောပါပြီမေတ္တာပန်းလို့ဖြတ်လေတဲ့ဒေါ်နှင်းစီကမေတော်တဲ့တနေ့လုံးကြော်ကြပါပြီတဲ့မေတ္တာပန်းကိုစင်မြန်းတဲ့လူကြော်ကြသလိုပဲသားတော်ရဲ့ခုံကိုအမိပြုပြီးမိဘတွေမှာလည်းကြော်တဲ့ကြီးပါပြီတဲ့အော်အစင်ကြီးလာအဲ့ဒီစကလုံးကလည်းတော့ခက်တယ်တက္ကမကြီးမမြင်မဲနဲ့ဆက်ရတာနော်အစင်ကြီးလာဆိုတော့တခါတရံဦးဇင်းတို့ကမသိဘူးကိုရင်လဲဟိုလိုပေါ့ကိုပူဇော်ရတဲ့လူကလည်းမြင်ဘူးတာမဟုတ်ဘူးမိဘတွေကရန့်ဆက်တာနော်ကိုကဖြူစင်အသားရည်မှာဖြူစင်လို့ကိုကဆက်လိုက်တာဟိုးကြတော့မဲနေရင်လည်းတဲမကြိုက်ချင်ဘူးနော်အခုကတော့တော်ပါသေးတယ်ငါတက္ကမကြီးလာဝတ်ချတော့ငါဆက်ထားတာနဲ့နည်းနည်းတော့တော်သေးဟဲ့ဆိုရင်နော်ဟုတ်တယ်အဲ့ဒါတော့ဒုက္ခရောက်တယ်အော်အစင်ကြီးလာကြော်တဲ့ညီမြဒေါ်နှင်းစီကမေတော်ဇာနီနေကြောပါပြီမေတ္တာပန်းလို့ဖြတ်လေဆိုတာစောစောတုန်းကတော့ဒါကိုပြောဖို့မရည်ရွယ်ဘူးကိုရင်ကစောစောတိကပေးသွားတာသဘောကျရင်ကနေပြီးတော့ဂိုင်ပြောမှပဲဆိုပြီးတော့ဒီလိုအေးသေးတဲ့ကိုရင်ကိုကတကယ်အရေးကြောင်းရှိလာတော့လှုပ်ပြသွားတာလေးတွေကတိတ်ပြီးတော့ကြည်နူးစရာကောင်းပါတယ်သာသနာအတွက်လည်းအားရစရာကောင်းတယ်ကဲအားလုံးချုပ်ကြရအောင်ဒီနေ့ပူဇော်ပွဲဘာဖြစ်လို့ကျင်းပတာလဲလို့မေးရင်ဘယ်လိုဖြေကြဟမ်ကိုရင်အောင်လို့ပူဇော်တယ်ဖေဒါပဲဖြစ်သွားမယ်နော်အဲ့လိုတော့မဟုတ်သေးဘူးတကယ်တမ်းတွေးကြည့်ရင်အနှစ်ပါတွေးကြည့်ရင်ပူဇော်ပွဲတစ်ခုဆိုတာပူဇော်ပွဲတော့အလုံးလုံးကြတာပဲဒီပူဇော်ပွဲရဲ့အနှစ်သာရသည်ဘာလဲလို့ဦးဇင်းလည်းစဉ်းစားတယ်အဓိကကတော့အပူဇော်ခံတဲ့ပုဂ္ဂိုလ်သိရေးကြည့်တယ်ဒီပူဇော်ခံတဲ့ပုဂ္ဂိုလ်အနေနဲ့တနည်းပြောရရင်ပူဇော်ပွဲကျင်းပပေးတာသည်ကျေးဇူးတွေသူ့ပေါ်တင်သွားပြီကျေးဇူးကြွေးတင်သွားပြီဘာတင်သွားတော့ဟုတ်တယ်ရက်ရွာရဲ့ကျေးဇူးကြွေးမိဘရဲ့ကျေးဇူးကြွေးတင်သွားပြီဘာရဲ့ကျေးဇူးကြွေးလဲရက်ရွာရဲ့ကျေးဇူးကြွေးမိဘရဲ့ကျေးဇူးကြွေးတင်သွားပြီအကြွေးတင်ရင်ဘာလို့ရမှာကိုရင်ဆက်ရမယ်ဒါလေးကိုစိတ်ထဲမှာမြဲထည့်ထားငါရက်ရွာရဲ့ကျေးဇူးငါပေါ်မှာရှိသွားပြီမိဘတွေရဲ့ကျေးဇူးငါပေါ်မှာရှိသွားပြီထို့တူမိမိနေခဲ့တဲ့အကြောင်းတိုက်ကဆရာသမားတွေရဲ့ကျေးဇူးရောမရှိဘူးလားရှိပါတယ်ဗျာဆရာသမားတွေရဲ့ကျေးဇူးလည်းကြွေးတွေလည်းငါမှာရှိတယ်ဒါတွေငါဆက်ရမယ်သာသနာတော်ဖြစ်တဲ့အတွက်ဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးလည်းရှိတယ်ဒီကြွေးတွေငါဆက်ရမယ်ကဲအကျွေးဆက်ဆိုတာဘလို့ကြည်အောင်ဆက်မလဲနံပါတ်1သာသနာဘောင်မှာမြဲအောင်နေရင်ကိုပဲခြေနဲ့ပါပြီဒါဆရာသမားတွေဘက်ကရောရက်ရွာဘက်ကရောဟုတ်တယ်မလားပူဇော်ဝဲလုပ်ပြီးနောက်၄ငနစ်နေလူထွက်သွားဘာထူးမအောင်ပူဇော်ဝဲရဲ့အနှစ်သာရဒီဘာရှိတော့မအောင်နော်အေးအဲ့ဒါကြောင့်မို့ကိုရင်မြဲသမျှကျေးဇူးဆက်နေတာပဲဒါအောင်းမေ့ပြီရောကဲမမြဲဘူးထွက်ပြီဆိုတော့လေအဲ့ဒါကျေးဇူးမဆက်တာပေါ့ဗျာကျေးဇူးမဆက်တော့ဘလို့ပြောမလို့နည်းနည်းရိုင်းသွားမှဆိုလို့ရိုင်းတာတော့မဟုတ်ပါဘူးဒါတကယ်လည်းပြောတာပါကိုရင်ဘဝမှာဒီလိုမြဲပြီးသာသနာအတွက်အကျိုးများတဲ့စာချစာသင်လုပ်နေရင်အော်တို့ရွာကဘုန်းကြီးဘလို့ဆိုတာရက်ရွာနေတယ်လေဘလောက်ကုန်ရှိတော့နော်အေးအင်မတန်ကုန်ရှိတယ်ဒါကြောင့်ကိုရင်အနေနဲ့ရက်ရွာရဲ့ကျေးဇူးအမြဲတတိယပါဒါဆိုရင်ကျေးဇူးဆက်ရင်ဘလို့ဆက်မလို့အ ਨੇ ဆုံးသာသနာပေါင်းမှာမြဲအောင်နေပါဒါဆိုရင်ကျေးပြီးသားအောင်မေ့ပြီနောက်တစ်ဆင့်အဓိတဲ့ဆွမ်းနိုင်ရင်ကိုပရိယလုပ်ငန်းပฏิပတ်လုပ်ငန်းတွေစာချစာသင်လုပ်ငန်းတွေဆက်လုပ်ပြီးတော့ကိုဆက်နိုင်လေရက်ရွာကျေးဇူးလဲကျေးသလိုဆရာကျေးဇူးလဲကျေးပါတယ်သာသနာကျေးဇူးလဲကျေးပါတယ်ဒီကျေးဇူးတွေကိုငဲ့ပြီးတော့သာသနာတော်မှာပျော်အောင်နေပါဒါမှဒီပူဇော်ပွဲသည်အနှစ်သာရရှိတဲ့ပူဇော်ပွဲဖြစ်သွားပါလိမ့်မယ်ဖာသီဘာသာပူဇော်ပြီးရောဆိုရင်လည်းမကြိုက်သေးဘူးเนาะကဲအဲ့ကြရှင်ဖေအားလုံးငဲ့နေဖေဆိုမဲ့ဆရာတိုက်တာသာသနာငဲ့ကနေရမည်ဆ
ဆရာတိုက်တာသာသနာငဲ့ကနေရမည်မိဘနှစ်ဖြာကိုရရွာငဲ့ကနေရမည်နှစ်ဖြာကိုရရွာငဲ့ကနေရမည်လူတိတကာစေရနာငဲ့ကနေရမည်လူတိတကာစေရနာငဲ့ကနေရမည်အဲ့ဒီလိုသာသနာတော်ဆရာသမားမိဘရက်ရွာအလုံးကိုငဲ့ပြီးတော့ကိုယ်စိတ်ထဲမှာပြင်းခဲ့လို့လူထွက်ခြင်းစိတ်လေးပေါ်ရင်တောင်မှဖိနေအောင်ဤပြီးသာသနာပေါ်မှာနေပါလေဒါဆိုရင်ဒီပူဇော်ပွဲသည်အနှစ်သာရရှိသွားပြီဒီမိုက်သဘောတူတယ်မို့လားအဲ့ဒါဆိုရင်ပြီးတာပဲအဲ့ဒါတရားဓမ္မတွေကရှောက်တယ်လို့တော့ကိုရင်လည်းအောင်းမေးပြီရောဒါမှပဲပူဇော်ပွဲသည်ပို့ပြီးတော့ကိုမြောက်သွားပါလိမ့်မယ်ကဲဒါကြောင့်အလုံးသောကျေတီကုန်းရွာကတရားဓမ္မတွေသာသနာအာဇာနည်များကိုမွေးဖွားနိုင်အောင်မွေးဖွားရာဒေသဖြစ်ပါစေမွေးဖွားနိုင်ပါစေဒီလိုဆန္ဒလည်းရှိတယ်နော်ကိုစင်တို့ကျောင်းဆရာတော်ပူဇော်ပွဲလုပ်တော့သူ့ရွာမှာဒကမာကြီးတယောက်ကပြောတယ်တဲ့အမလေးသူတို့ဗိုက်များဖြင့်ဆွမ်းလိုက်တာတို့ဗိုက်မြင်ပလင်းကြီးထွက်လာတာပဲဆိုတာနော်အခုလဲသာသနာတော်အတွက်အကျိုးများတဲ့သာသနာအာဇာနည်တွေများများပေါ်ထွက်ပါစေခုလို10ပါးဆိုတော့မနေဘူးနော်ကိုစင်တို့စီဆိုတစ်ပါးနှစ်ပါးပဲရှိတယ်သိပြီးဂုဏ်ယူစရာကောင်းပါတယ်ဂိုင်ဒါကြောင့်အာလုံးကျေတီကုန်းရွာတရားဓမ္မအပေါင်းတို့သည်သာသနာအာဇာနည်များဤမေတော်ခမဲတော်များသာသနာမေတော်ခမဲတော်များသည်ဖြစ်နိုင်ကြပါစေကုန်တည်းသီလကောင်းမှုဘာဝနာကောင်းမှုအစူးစူးတို့ကိုကြိုးစားအားထုတ်ပြုလုပ်ကြပါ၏ယနေ့ခါ၌ရှင်ရိယညာနာလင်္ကာရ၏ပူဇော်ပွဲမင်္ဂလာကိုပြု၍သံဃာတော်အရှင်မြတ်တို့အားရှိမှန်ထားသည့်အတိုင်းသင်္ကန်းစာသောလူဘဝတ္ထုအစူးစူးတို့ကိုရှုသေးစွာစက္ကလူတန်းကြပါ၏မွန်မြတ်လာစွာသောဆွမ်းခဲပွဲဘောဇင်တို့ကိုလည်းရှုသေးစွာစက္ကလူတန်းကြပါ၏တရဏဂုံသုံးပါးနှင့်တကွငါးပါးသောကိုခြင်းသီလကိုလည်းရှုသေးစွာခံယူစောင့်တည်ကြပါ၏အရှင်ဘုရားတို့ဟောကြားအပ်သောတရားတော်ကိုလည်းရှုသေးစွာနာယူကြပါ၏ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုတပည့်တော်တို့ပြုသမျှကုသလသည်ဆင်းရဲခတ်သိချုပ်ငြိမ်းရမှန်မြတ်နိဗ္ဗာန်သို့ရောက်ရန်ရောက်ကြောင်းအာကောင်းသောအကြောင်းထောက်ပံ့သည်စင်စစ်မသွေဖြစ်ပါစေတည်းဣမံပုံညဘာကံတပ္ပတ္တနံပါစေမတပည့်တော်တို့ပြုသမျှ
ကုသလဤအဖို့ဘာကကိုကျေးဇူးကြီးမားမိဘနှစ်ပါးဆရာသမားနှင့်ဆွေမျိုးမိတ်ဆွေသူတော်ကောင်းတို့အား၎င်းတပည့်တော်တို့၏ခန္ဓာကိုယ်နေအိမ်ဝင်ချမ်းရက်ကွက်မြို့နယ်မြို့ရွာစာတီတို့၌ဆောင်ရှောက်နေကြသောနတ်မြတ်နတ်ကောင်နတ်ပေါင်းတို့အား၎င်းဤကြောင့်ဝင်းအတွင်အဆောင်တည်တည်တပင်တည်တည်နေရာဌာနတည်တည်တို့၌ဆောင်ရှောက်နေကြသောနတ်မြတ်နတ်ကောင်နတ်ပေါင်းတို့အား၎င်းတပည့်တော်တို့၏မြာပေးဝေမှုကိုဆောင်စားနေကြသောလွန်ကဲ့သောဘဝတည်တည်ကဆွေမျိုးတော်ဆက်ခဲ့သောမြင်အပ်မမြင်အပ်သောပုဂ္ဂိုလ်ပေါင်းအား၎င်းငရဲတနှင့်ယမမင်းလူတို့တနှင့်အစိုးရမင်းနတ်တို့တနှင့်တရားမင်းကိုအစာထား၍30ဘုံကျင်လေကုန်သောလုံးစုံများစွာတတ္တဝါဝိနည်းတို့အားရစေအမြတ်ပေးဝေငါပါ၏အာလုံးသောတတ္တဝါဝိနည်းတို့သည်ကျွန်ုပ်တို့နှင့်ထပ်တူထမြအမြာရာ၍ဝမ်းမြောက်လူမောသာဓုခေါ်ပြီးကိုယ်စိတ်နှဖျားကျမ်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေသောအလုံးကြာကြာသမျှအမြအမြအမြယူရမှုကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြယူရမှုကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြအမြအမြယူရမှုကြပါကုန်လောသာဓုသာဓုသာဓုအခမ်းမြို့မြတ်စွာဘုရားအကြောင်း၌ဆရာတော်ဗဒနာသီလနာနာပိဝန္တဆရာတော်ရှင်သူမြတ်မှာကြောက်ရောက်လာကြသောအပရိသတ်အပေါင်းတို့အားရေစက်ချအနုဘောဓတရားဟောကြားချင်းမြင်ပြီးတဲ့နောက်ခန္ဓာစီစဉ်သက်ယံပါတန္တာနမသောနာကန
နမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာနမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာနမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာယတနုဘာဝတောယကံနိယောအာတတိတိပိသနံယံဤစေဝနိယောသံတောရတိတိဝမတန္တိတောဒုက္ခံတပရိတုတောသာပပံကိစိနာပတ္တိဧဝမာရိကုဏုပေတံပရိဒန္တမနာမယေကရဏီယမထာကုတလေနာယန္တတန္တပတံပိတမေသာသကောဓမစရေကေစီယေနဝိညုပရေဥပဝရိယောဒုက္ခိနောဝကေမိနောဟွန္တုသဗ္ဗတတ္တဘုန္တုဒုက္ခိတတ္တာယေကေစီပါဏဗုဒ္ဓတိတတဝါတဝရဝနဝတိတာဒီဃဝါယေဝမန္တာမစ္စည်းမာရတကနုကတုလာဒိဋ္ဌဝါယေဝဒိဋ္ဌယေဝတုရေဝတန္တိအဝိတုရေဘုဒ္ဓဝါသမဝေတိဝါသဗ္ဗတတ္တဘုန္တုဒုက္ခိတတ္တာနာပရပရဏိကောပေတကန္နာစီစဉ်သတ္တိယကျောတော်မူလာကြကုန်သောဆရာတော်သံဃာတော်ရှင်သူမြတ်တို့နှင့်အပရိသတ်အပေါင်းတို့ကဗုဒ္ဓသာသနာစည်းတံတိတ်တဲ့သူသုံးချိန်ရွတ်ဆို၍ခန္ဓာကိုယုတ်သိပေးပါယံယုတ်သိစွာလျှောက်ထားပါသည်ဆရာတော်သံဃာတော်ရှင်သူမြတ်တို့ဖျား
ပြူပေးလုံးယူတဲ့မှာဆွဲနေပါလေတဲလိုက်တဲ့ဖြစ်ပုံဆုံးရင်ကြုံရင်လိုက်ခဲ့ပါတော့ဖိတ်ခေါ်ပါရဲ့ယုံရင်ခုံလိုက်လို့လာမလားငါတို့ရွာနဲ့ဆုံးရင်ကြုံရင်လိုက်ခဲ့ပါတော့ဖိတ်ခေါ်ပါရဲ့ယုံရင်ခုံလိုက်လို့လာမလားငါတို့ရွာနဲ့ဥမောင်တည်းဆောင်တို့ငါလည်းမဓမ္မယုံပြိုလေးတို့အိမ်ဦးတပည့်ဘူးကတယုံနေယုံမြောက်ဖက်ကနာကလုံချုံလဲငယ်ပါတော့တောင်ဘက်မှာလဲစမှုယုံရှင်ဘာရွှေဝါတောင်လို့ပေါ်ဒီရောရဲ့ချိုးစေယုံမီလုံးကဘာရွှေဝါတောင်လို့ပေါ်ဒီရောရဲ့ချိုးစေယုံမီလုံးဖိတ်လို့တာဖိတ်ရတယ်စိတ်ကတော့တိတ်လုံးမချီမောင်ကြီးလာမယ်လမ်းမြော်မှန်းပြူလေးချအာယုံဖြစ်ပုံသွမ်းဆုံးဝဲသေးတဲ့ရှောင်းမီလုံးမောင်ကြီးနဲ့ဆုံးကလေးတော့မြင်မြင်ချင်းပြီးမောင်ကြီးဖြစ်ကလေးနဲ့ပုံပြိုလေးမိရွှေပဲဝင်တိတ်ဆက်လို့ရွာပြူပေးလုံးယူတဲ့မှာဆွဲနေပါလေတဲလိုက်တဲ့ဖြစ်ပုံသုံးရင်လိုက်ခဲ့ပါတော့ဖိတ်ခေါ်ပါရဲ့ယုံလာမလားငါတို့ရွာနဲ့ဆုံးကြုံရင်လိုက်ခဲ့ပါတော့ဖိတ်ခေါ်ပါရဲ့ဝေရောက်နေဆက်လေးတွေပြန်တဲ့ပန်းလို့အိုးရွှေရောက်ဝင်းနဲ့သားတဲ့လမ်းနဲ့အိုးမြောက်ခါပင်ကသူဆိုပြောင်းလို့လေလို့အနာမခေါ်ဟုတ်ရပါဘူးဗျာတိုးသူလာစာဖွဲ့ပြတာပါဝေရောက်နေသက်လေးတွေပြန်တဲ့ပန်းလို့အိုးရွှေရောက်ဝင်းနဲ့သားနဲ့လမ်းနဲ့အိုးပြုတ်ကောင်းတဲ့မျိုးကကိုမယုံရဲဘူးလို့ရှင်ကိုမြောက်ခါပင်ကသူဆိုပြောင်းလို့လေလို့အနာမခေါ်ဟုတ်ရပါဘူးအကျိုးကစားပွဲပြတာပါပလီပလာညမမချမ်းတဲ့ကွာတီတာဂါရီချီလုံးမိုက်တာမာယာရီမပါညူသားရဲ့တဲ့ဝဲကွယ်ပြင်းတဲ့ဆွဲမြေယုံမှာဘာကိုဆူလို့တာမြို့ကညာကိုရင်ခုန်တာရှိစားမထားဘူးပါနမကန်တဲ့ကိုလူများမဟုတ်ရပါဘူးဗျာ
အာကာသတလင်းမှာမဟာမဟာလာမေတမြတာယာတာယာပါဝင်ညာထွန်းတောက်ဖြာသည်ညို့လောက်စရာကျဲစင်ငယ်တပါအသေးအချာနဲ့ရွှေလွာလိတ်လို့အောင်စုပန်းစင်အတိမ်ညောငါနမိတ်သွန်ချစိတ်ထုံးပါဆုံးမတသွင်သွင်ပြုံးအလားစင်ဥပညာဝန်သားအစဉ်အောင်ရင်ဥခင်မောင်ဝင်းခမဲတော်